အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာကို story channel ကနေပြန်လဲကြိုဆိုလိုက်ပါရစေကျွန်တော် channel ကနေအခုတင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာအကစောရေးသားထားတဲ့စုံထီဥပဒါနဲ့ကပိုင်းနိုင်ဘာတိုက်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာဒီဇာတ်လမ်းလေးကိုမတင်ဆက်ပေးမှကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့အတွက်လည်းအားလုံးကိုတောင်းဆိုလိုက်ပါရစေခင်ဗျာကြို့ကျင်ရလဲတစ်မျိုးဗျခရီးသွားရတော့မယ်ဆိုရင်လည်းအိတ်မပြောတာဘာအကျင့်မှန်းကိုမသိပါဘူးညတော့ကျုပ်အိမ်ရှင်နာလာပြီးတော့လေအလက်ကောင်ရဲ့ခေါ်တန်ကြားလိုက်ရတော့ပို့ဆိုးသွားတာပေါ့ဗျာဒီကြားထဲမှာအလက်ကောင်ကကဲပါအောင်လို့ပြောသွားသေးတယ်ဆိုတော့လေဘာများဖြစ်နေမလဲဆိုပြီးတော့စိုးရင်စိတ်ကပိုလာခဲ့တာပေါ့အလက်ကောင်ဘာများဖြစ်နေမလဲဆိုတဲ့အတွေးနဲ့လေတောင်တွေးလိုက်မြောက်တွေးလိုက်နဲ့ကျုပ်ဦးတုံတော့မှပဲအိယာထဲကနေထလိုက်မိတာပေါ့ညအိမ်မပြောမဲ့တူတူလဲမနှက်စာလေးစားပြီးတော့လေအဝိစားလဲနေတဲ့အချိန်မှာပဲရွာဦးကျောင်းကလည်းအုံမောက်ခောက်တန်ကြားတကြီးကြီးနဲ့မောင်းလာတဲ့လဲတန်ကြားပြီးတော့မှအကြီးကောင်ဖြစ်မယ်ဆိုပြီးတော့လေကျုပ်ကလည်းအိမ်တကားကိုတေချာတော့ခတ်အိမ်မောကနေဆင်းခဲ့တာပေါ့ထင်းတဲ့တိုင်းမှာပဲဗျာကျုပ်ချန်ရှိကိုထွက်လိုက်တော့အကြီးကောင်ရဲ့လှေရတယ်ကျုံနာကိုရောက်နေဟာဥပဒါဝရိယကောင်းလာ ਈ လားဗျာအေးဒီလိုပါပဲကွာညကလည်းအိမ်မပြောလို့မနဲ့စောစောနိုးနေတယ်ဆိုပါတော့ကျုပ်ကလည်းလှဲရဲ့နောင်ပြီးတော့တက်ထန်လိုက်တော့အကြီးကောင်လည်းလှဲကိုမောင်းမှလေးရောအကြီးကောင်လှဲမောင်းနေရမှာလည်းတော်တော်ကြမ်းနေပြီနွားတွေကိုလည်းဒုံးတိုက်ပြီးတော့လှဲမောင်းတာများတယ်လှဲရလည်းတကယ်မောင်းရင်လည်းမြန်နေဗျဒီလိုနဲ့ရွာပြင်ကိုလည်းမကြခင်ရောက်သွားတာပေါ့ကျုပ်ကလည်းကုန်းဝါနေတာဆိုတော့လေအကြီးကောင်နဲ့စကားမပြောဖြစ်ပါဘူးအကြီးကောင်လည်းဇေယျဒီနာရောက်တော့မှဒါနဲ့ထိုးစမ်းတာတခုပြောအောင်မယ်ဥပဒါရဲ့ဥပဒါတော့ယုံမလားတော့မသိဘူးပြောဟေးဘာဖြစ်လို့လဲကွာအာညအလက်ကောင်တရေကလာချောက်တယ်ဗျကျုပ်ဖြစ်လဲမျက်လုံးပြူးသွားပြီးတော့ရေကနေတောင်တခွန်းနဲ့ထအော်မိတော့ပေါ့အကြီးကောင်လည်းဆက်ပြောတယ်ဟုတ်တယ်ပြောကျုပ်အိတ်နေတော့မှအိမ်အောက်မှာမှွေနှောက်နေတာဗျအစကတော့ကြောင်မှွေတာလို့ခွေးပဲဝင်တာလို့နဲ့ထင်နေမိဒါပေမဲ့အဲ့ဒီအကောင်နေဆိုရင်လည်းမောင်းထုံရင်ထွက်သွားမှလीအခုကလည်းဘလို့ပဲမောင်းခဏပဲရက်ပြီးတော့ပြန်ပေါ်လာလို့ကျုပ်ကလည်းရိုက်မယ်ဆိုပြီးတော့အိမ်ငန်းတော့မှထောင်ထားတယ်ဝရင်တို့ကိုကင်ပြီးဆင်းလာအောက်ရောက်တော့လူတယောက်ဗျမိဘတွေကိုဝင်လိုက်ထွက်လိုက်နေလုံနေတာကျုပ်ကလည်းအဲ့ဒီကောင်ကိုတခိုးထင်ပြီးတော့ရိုက်မယ်အလုပ်အဲ့ဒီလူကလည်းလှည့်ကြည့်လိုက်တော့အလက်ကောင်ဖြစ်နေတာမင်းဟာသေးကြလို့လားကွာဒါနဲ့မင်းရက်တွေပါတွေမိုးပြီးတော့မြင်ချင်ရများမြင်နေတာများလားဩမဟုတ်ပါဘူးဥပဒါရကျုပ်မင်းညအရက်လည်းမတော့တာဥပဒါအမြင်မဲမလားအလင်းရောင်နေတဲ့ဆိုပေမဲ့လည်းမှားစီရလည်းမရှိပါဘူးဗျအလက်ကောင်မအလက်ကောင်အစ်စ်ပြူကျုံညီကိုလည်းကျုံမှတ်မိပါတယ်ဗျကျုံနဲ့မျက်နှာချင်းစုံတော့လေဒီကောင်ကလည်းပျောက်သွားတာမှတိန်လို့လေးလို့ပဲဟေးတောက်ကျိုးနဲ့ကွာဒါဆိုရင်ဘာတွေဖြစ်နေပြီလဲအဲ့ဒါကြောင့်မလို့လေဥပဒါကိုအဖေကခေါ်လိုက်တာပေါ့ဗျာအလက်ကောင်ကိုတွေ့နေရတာအခုမှမဟုတ်ဘူးဗျရန်ဖန်ရန်ခါတွေ့ရတယ်ဟိုရက်ကလည်းအမေကထမင်းထချက်ဖို့မနဲ့အစိုးကြီးထားတော့ရေသုံးတဲ့အနားမှာအလက်ကောင်ကလည်းလက်ကြီးပိုက်ပြီးတော့ရက်နေတာလေအမေလှမ်းခေါ်လိုက်တော့ပျောက်သွားတယ်ဗျအမေကလည်းကြောက်တာထက်သူ့သားကိုတနာပြီးတော့ငိုတာပေါ့ဗျာတခါတော့ကလည်းအငယ်မနှစ်ယောက်ကလည်းအိမ်နာသွားရင်းနဲ့တွေ့အငယ်ကောင်ကလည်းလေထဲကအပြန်ရွာဝင်တော့မှတွေ့တယ်လေကျုပ်ဖြင့်လည်းဘလို့ပဲပြောအဖေကတော့မယုံမှုပြောမနေ့ကမနေ့ကပဲအဖေကယုံသွားတာတကြီးကဘလို့တွေ့လို့လဲကွာဒီလိုဗျညာတရင်တို့အပေါ်ထသွားတော့လေအိမ်သာရှိနာကနေငိုတန်ကြီးကြားဒါနဲ့အိမ်သာတကောက်ကိုဖွင့်ကြည့်လိုက်တော့အလက်ကောင်ကလည်းကြိုးပေးပြီးတော့ငိုနေတာအဲ့ဒီတော့မှအဖေကလည်းယုံသွားတာပြောအဲ့ဒါကြောင့်လေဥပဒါကိုခေါ်ခိုင်းလိုက်အစကတော့ဥပဒါကိုကြည်ခိုင်းမလို့ပဲအလက်ကောင်များတရေဖြစ်နေသလားဆိုပြီးတော့ပေါ့အာတော့ခွေးနေကွာအလက်ကောင်ဘလို့လုပ်ပြီးတရေဖြစ်မှာလဲဥပဒါပဲစဉ်းစားကြည့်လေဗျာဒီလိုမျိုး၆လန့်နေနေဆိုတာလေတည်သွားလို့မဟုတ်ဘူးလားအလက်ကောင်ကရန်ကုန်မှာတည်သွားပြီးတော့ရွာကိုဆွဲလန်းတဲ့စိတ်နဲ့ကျုပ်တို့အိမ်မှာလာပြီးတော့၆လန့်နေတာကိုမဖြစ်နိုင်ဘူးလားကျုပ်ကလည်းတွေးဝေသွားတာပေါ့အေးကွာတကယ်တော့ငါလည်းညကလည်းအလက်ကောင်ကိုတွေးလိုက်ရတယ်ကွာဗျာဥပဒါကိုလည်းလာ၆တယ်လေလားဩ၆တယ်တော့မဟုတ်ပါဘူးကွာညငါခြံထဲကိုလည်းလာတယ်ကွာခြံထဲကိုဝင်မရလို့ထင်ပါတယ်ခြံပြင်ကနေငါ့ကိုလာအုပ်ခေါ်တာသူ့ကိုလည်းကဲပါအောင်လို့អော်တယ်ကွာငါထားကြည့်တော့လည်းဘာမှမရှိဘူးဒီတိုင်းဆိုရင်တော့အလက်ကောင်တယောက်ကတော့ဒုက္ခတွေတွေ့နေပြီလားမသိပါဘူးကွာဟာဒုက္ခတွေ့တောင်တွေ့ပြီလားမသိပါဘူးဥပဒါရအဖေကတော့အလက်ကောင်တွေလည်းရည်စူးပြီးတော့စွန့်ကပ်အမျှဝေတာတွေလုပ်ပေးခြင်းပေမဲ့အမေကတော့ခုထိလည်းအလက်ကောင်တည်သွားပြီဆိုတော့လက်မခံသေးဘူးဗျဟာတရေ၆တိုင်းတည်တယ်လို့ဆိုပြီးတော့လေကံတီကံမပြောလို့မရဘူးကွာငါစိတ်ထင်ရအလက်ကောင်ကမတည်သေးပါဘူးဟာဥပဒါလည်းဗျဒါဆိုရင်လူရှင်လက်ကဘလို့လုပ်ပြီးတော့သူများတွေကိုလိုက်ပြီးတော့လေခြောက်နိုင်ပါလေဗျအေးမသိဘဲနဲ့လူလုံးပြတယ်ဆိုတာပရလောကမှာရှိတယ်ကွာလူတယောက်ကလည်းစိတ်ညစ်ဆုံးအချိန်မှာသူ့ရဲ့စိတ်ကထွက်သွားပြီးတော့သူဆွဲလန်းတဲ့နေရာတွေကိုသွားပေါ်တာမျိုးတွေစိုးတော့တာပေါ့ကွာ
ငါလည်းကြားပဲကြားဘူးတာပါတခါမှတော့မကြုံဘူးဒါဆိုအလက်ကောင်ကမသိဘူးပေါ့နော်မင်းပြောသလိုဖြစ်ပါစီလို့စူတောင်းအောင်မှာပေါ့အကြီးကောင်ညာဒီလိုနဲ့ပဲကျုပ်တို့လဲရလဲခက်မြက်မြက်ခီးဆက်ခဲ့တာပေါ့မြိုင်သားနေရထားလန်းပေါက်တဲ့မြို့အထိလဲကားစီးရတယ်ကားစီးပြီးတော့အဲ့ဒီမြို့ကနေရန်ကုန်ကိုစုံစင်းတဲ့အစုံရထားကိုလဲစောင့်စီးရတာပေါ့နောက်ဆုံးမှာတော့ရန်ကုန်ရောက်တဲ့အထိဆိုရင်လဲလမ်းမှာလဲတရက်နဲ့တညတိတိကြတယ်ဗျရန်ကုန်ရထားကလည်းမနက်အစောစိတ်တာမလို့ရထားပေါ်ကနေဆင်းလိုက်တော့မနက်6နာရီပဲရှိသေးတယ်ဘူတာကြီးလို့ခေါ်တဲ့နေရာမှာဆင်းလိုက်တာလဲဘူတာအဆောက်အုံကြီးကလည်းနင်းနေတော်ကြီးမဟုတ်ဘူးပြမသိရင်တော့နန်းတော်ကြီးကြနေတာပဲမြို့ကြီးဆိုတဲ့အတိုင်းလူတွေကလည်းရှုပ်ရှက်ခက်ရထားပေါ်ကဆင်းတဲ့ခီးတွေကလည်းဇင်းညံနေထွက်ပြီးအပြင်ကိုရောက်တယ်ဆိုရင်ပဲလူတွေပြေးလာတာပေါ့လူ3-4ယောက်ကလည်းကျုပ်ကိုလာပြီးတော့လည်းဝိုင်းထားတယ်ဆရာကြီးဘယ်တော့မှလဲဗျဟိုလေးဘင်းငောင်းမလားနေပါစေကွာမငားတော့ပါဘူးကွာငါဘာသာငါပဲလမ်းလျှောက်သွားပါမယ်ရန်ကုန်မြို့ကဆရာကြီးတို့ရွာလို့မဟုတ်ဘူးဗျအကျေလမ်းလျှောက်သွားရင်တော့ဆရာကြီးသွားခြင်းတဲ့နေရာကို3-4ရက်လောက်ရှောက်ရလိမ့်မယ်ကျုပ်လေးဘင်းလေးနဲ့လိုက်ပို့ပါမယ်ကမာရွတ်မှာ40ပဲပြီးပါနေပါစေကွာမငားတော့ပါဘူးနောက်လူတယောက်ကလည်းရှေ့တက်လာပြီးတော့ဆရာကြီးလေးဘင်းကဈေးကြီးတယ်ဗျဆရာကြီး3ဘင်းငားပါလားကမာရွတ်ကိုအစိတ်ပဲပေးဗျကျုပ်ကလည်းအတင်းဝိုင်းဆွဲကြတာပေါ့ကျုပ်ကလည်းသူတို့လက်ကနေလွတ်အောင်လို့မနေယုံပြေးရတယ်ဒါတော့မှလေးဘင်းသမား3ဘင်းသမားတွေကကျုပ်နောက်ကနေအပြေးလိုက်လာကြသေးတာကျုပ်ပြင်လည်းအဲ့ဒီလူတွေကိုကြောက်နေရသေးတယ်ဗျတော်လာတာကတော့ကြီးကြီးမားမားဘာထုတ်ဖို့မှလည်းမပပါဘူးလွယ်အိတ်တစ်လုံးရဲ့လက်ဆွဲအိတ်တစ်လုံးရဲ့ပဲပါတယ်ကုန်းရက်ကတော့လက်တစ်ဖက်ပိုက်လို့ပေါ့ဟိုလူတွေကြောက်လန့်လန့်နေလဲဘူတာကြီးတွေကနေထွက်လိုက်တော့လေကျုပ်ကလည်းလူတယောက်နဲ့တိုက်မိရောအဲ့ဒီလူကလည်းကျုပ်ကိုကြည့်ပြီးတော့ဟေ့ဖိုးကြီးလမ်းကိုဘလို့သွားနေရလဲခင်ဗျမျက်စိမပေါဘူးလားတောင်းမှမာလေးမောင်ရင်ရဲ့အဲ့ဒီလူငယ်ကလည်းကျုပ်ကိုဘလို့လူလဲမသိဘူးဆိုတဲ့ကြီးနဲ့ကြည့်ပြီးတော့ဆက်လျှောက်သွားတာပေါ့လူငယ်ကတော့လူငယ်ပါပဲဗျာအသက်ကတော့20လောက်ပဲရှိအောင်ပဲထင်တာပဲအပေါ်ကလည်းရှယ်အင်းကြီးအဖြူအောက်ကလည်းပစိုးအပြာကွက်အစိတ်ကိုလည်းဝတ်ထားတယ်လွယ်တလုံးနဲ့ဆလွယ်တိုင်းသေးတာပေါ့ဘူတာကြီးရှေ့ရောက်တော့လေကားလေးတွေရက်ထားတာတွေ့ရတယ်ဗျကဲကြည့်မြင်နိုင်သွားမယ်ဆိုရင်တော့ဒီကိုလာဗျာကားတစ်စီးနားမှာလည်းလူတယောက်ကလက်ခုပ်တီးပြီးတော့အော်နေတာပေါ့နောက်လူတယောက်ကလည်းအော်တယ်ဒီဘက်ကကမာရွတ်လှဲတန်းဆင်မလိုက်နော်ဆင်မလိုက်ရန်ကင်းမိုးကောင်းတောင်အုတ်ကလာတွေကတော့ဟောဒီဘက်ကိုလာဗျာအဲ့ဒီလူတွေကြည့်ပြီးတော့ကျုပ်ကလည်းထူးဆန်းသွားတာပေါ့ဒါနဲ့တကြီးပေးလိုက်တဲ့လိပ်စာလေးကိုဖြန့်ပြီးကြည့်လိုက်တော့ထောက်ကြံဆိုပါလားထောက်ကြံဘယ်နာမှာပါလဲကျုပ်ကလည်းကားလေးနားကိုကတ်ခဲ့တာပေါ့ကားနားမှာအော်နေတဲ့လူကိုလည်းကြည့်လိုက်ရင်လည်းဟဲ့တငယ်ဒီကားလိုင်းကားဆိုတာများလားလိုင်းကားမဟုတ်ဘူးဘာကြီးဒီကားကတော့စုငှားတဲ့ကားလို့ခေါ်တယ်အဘကြီးကဘယ်သွားခြင်းလို့တော့ကျုပ်ကလည်းကျုပ်လက်ထဲကကင်ထားတဲ့လိပ်စာစာရွက်ကလေးကိုပြလိုက်ပြီးတော့ဟောဒီနေရာကိုအဘဲတငယ်ရာအဘကြီးသွားမယ့်နေရာဒီကနေဆိုရင်အဝေးကြီးဗျဟုတ်လားအဲ့ဒီနေရာသွားရင်ဘယ်လောက်ပေးရလဲလေးဘိန်းငှားရင်တော့200လောက်တော့ပေးရလိမ့်မယ်အဘကြီးဒါလောက်အဝေးကြီးကိုလည်းငှားစီမနေပါနဲ့ကျွန်တော်ပြောမယ်ဟောဒီကနေထွက်ပြီးတော့လမ်းမကြီးတန်းရှောက်သွားလိုက်အဲ့ဒါဆိုရင်တိုက်တန်းတွေတွေ့ရလိမ့်မယ်တိုက်တန်းတွေကြော်ပြီးရင်လမ်းလေကောင်မှာဖျားတဆူတွေ့လိမ့်မယ်အဲ့ဒါတော့စူးလေဖျားအဲ့ဒီဖျားနာမှာနံပါတ်6ကားခိတ်ရှိအဲ့ဒီနံပါတ်6ကားကိုသွားပြီးတော့ဂိတ်ဆုံးတာစီးသွားပြီအဲ့ဒီကားထောက်ကြံမှာဆုံးတာကျုပ်ကလည်းလမ်းသိပြီဆိုမှတော့စိတ်သက်သာရတော့တာပေါ့ကျေးဇူးပါကွာအဖကျေးဇူးတင်ပါတယ်ကျုပ်ကလည်းလွယ်အိတ်လေးဆွဲပြီးတော့လည်းဆက်ထွက်ခဲ့တာပေါ့အဲ့ဒီလိုနဲ့ရန်ကုန်ဆိုတဲ့အလက်ကောင်ပြောသလိုအန်ဒီရီပြည့်နေတဲ့နေရာတခုမဟုတ်ပါဘူးဗျာလူကောင်းတွေဆိုတာလည်းရှိပါအလက်ကောင်တို့တုံးအလိုများလူစိုးတွေနဲ့တွေ့တာများလားပေါ့ကျုပ်ကလည်းစင်ဆိုင်နဲ့လမ်းလျှောက်လာတော့ရေးစားလာတယ်ဗျဒါနဲ့ပဲဟိုကြည့်ဒီကြည့်လိုက်တော့လူသွားလန်းရဲ့ပလက်ဖောင်းမှာလေရေပုံးလေးတွေနဲ့ခွက်ကလေးတွေကင်ထားတဲ့လူတွေတွေ့ရကျုပ်ကလည်းရေစားလို့သူတို့နားရောက်သွားတာပေါ့ရေပုံးကင်ထားတဲ့မိန်းကလေးကလည်းခက်ငင်ငယ်အလုံးစုံရှိလား12နှစ်13နှစ်ပေါ့ကျုပ်ကလည်းသူ့စီလာတာမြင်တာလေအဘကြီးရေတော့မလို့လားအေးကွယ်ရေစားတာကြားနေပြီကွယ်ကောင်မလေးကလည်းရေပုံးကိုချပြီးတော့တထုခွက်ကလေးတစ်ခွက်ကိုလည်းယူလိုက်နောက်ပြီးတော့ရေပုံးထဲကနေရေကိုခက်ပိတ်တော့ရေစေးပေါ်မှာလည်းတင်ထားတဲ့ရေခဲတုံးကြီးပေါ်လေလောင်းချတာပေါ့အောက်ကနေလည်းခွက်တစ်ခုနဲ့ခံထားသေးတယ်4-5ချက်လောက်လောင်းလောင်းချပြီးတော့ကျုပ်ကိုကမ်းပေးတာပေါ့ကျုပ်ကလည်းသူ့လှမ်းပေးတဲ့ခွက်ကလေးကိုလှမ်းယူလိုက်တော့လက်ကိုအေးဆက်သွားတာပဲရေဆာဆာနဲ့မောတော့လိုက်တော့ရေတွေကလည်းအေးလိုက်တာဗျာသွားရီကျင်ပြီးတော့နှထင်းနေတော့ကျိမ့်တက်သွားတာမောနေတဲ့ချိန်ဆိုတော့ရေအေးလေးတောက်လိုက်ရတာအမောပြေတာပေါ့ရေတစ်ခွက်လုံးကုန်အောင်တောက်ပြီးတော့ကလေးမလေးကိုရေခွက်ကမ်းပေးလိုက်တယ်အခုလိုရေအေးအေးလေးလှူရတဲ့အကျိုးကြောင့်လေကလေးမလေးလည်းအသက်ရှည်ပါစေအနာကင်းပါစေရေကျိုး10ပါးလည်းမတောင်းမနဲ့ပြည့်ပါစေကွယ်ကိုရင်လေးပြန်ကောက်ပြီးထွက်သွားမဲ့အလုပ်ကလေးမလေးကလည်းကျုပ်ကိုအော်တယ်ဟေးပါရေဖို့ပေးအောင်လေဟေးဟိုရေကအလကားတိုက်တာမဟုတ်ဘူးလား
တို့အညာမလို့ရေလှူတာမဟုတ်ဘူးလားအာဒုက္ခပါပဲဘာကြီးဟာရေလှူတာမဟုတ်ဘူးရေခဲရေရောက်နေတာရှင့်ဒီခေတ်ဒီခါမှာလည်းအလကားရတာဘာမှမရှိဘူးကလေးမလေးကလည်းအသက်အရွယ်နဲ့မလိုက်အောင်ငေါက်လိုက်ငန်းလိုက်တာလည်းပြောမနေပါနဲ့ကျုပ်ကလည်းကလေးမလေးကိုကြည့်ပြီးတော့အော်အေးပေးဆိုလဲပေးရမှာပေါ့ကွယ်ဒါနဲ့ရေဘူးကဘလောက်ကလေးမလေးကလည်းလက်ငါးချောင်းထောင်ပြတာပေါ့ငါမှုပေးရမယ်ကျုပ်ဖြင့်လန့်တော့တာပေါ့ဒါနဲ့ပဲကလေးမလေးကိုပြန်ကြည့်ပြီးတော့ဟဲ့ရေဘူးကလည်းငါမှုတောင်လားဒါတောင်မှတစ်ခွက်ထင်းတော့ငါးပြား10ပြားဆိုလဲတော်ရော့ပေါ့တို့ရွာမှာငါးပြားဆိုရင်အကျော်6ခုလောက်ရအာဘာလီလာပြောနေရလဲအဖကြီးဟာဒါရွာမဟုတ်ဘူးနော်ရန်ကုန်ဒါရန်ကုန်ရှင့်ရေဘူးငါမှုပေးရင်ပေးမှာပေးရင်တော့ကလေးစီကနေရေကိုအလကားလူတော့ပါတယ်ဆိုပြီးတော့អော်လိုက်မှာနော်ဟိုတမပင်ရိတ်မှာထိုင်နေတဲ့လူတွေကကျမရဲ့ဦးလေးတွေကျမអော်လိုက်တော့သူတို့ပြေးလာလိမ့်မယ်ကလေးမလေးကလည်းချင်းချောက်တတ်သေးတာပေါ့ဗျာကျုပ်ကလည်းပြဿနာမဖြစ်ချင်တာနဲ့အော်အေးပါငါမှုပေးရင်ပြီးရောမလားရေတစ်ခွက်ငါမှုဆိုတာရန်ကုန်ရောက်မှာပဲကြားဘူးတော့တယ်ဟေးကျုပ်ကလည်းကလေးမလေးကိုပတ်စံပေးဖို့တိုက်ပုံအိမ်အတွင်းအိမ်ထဲကိုလည်းတိုက်နေတာပေါ့တိုက်ပုံအတွင်းအိမ်ထဲမှာလည်းအခောက်လိုက်ထည့်ထားတဲ့ပတ်စံတွေတရွတ်မှမရှိတော့အဲ့ဒီတော့မှကျုပ်ကလည်းပြသွားမိတယ်ကျုပ်များအထားမမိလို့လားဆိုပြီးဟိုအိတ်ကက်ဒီအိတ်ကက်တွေလိုက်စမ်းသေးတယ်ပတ်စံအထားလိုက်ကဘယ်ရောက်သွားမှန်းလည်းမသိတော့ဘူးကျုပ်သေးချာစဉ်းစားကြည့်မှဘူတာကြီးအထွက်မှာလူတယောက်နဲ့တိုက်မိသွားတာပြန်သတိရတကယ်တော့အဲ့ဒီလူကလည်းကျုပ်နဲ့တိုက်တဲ့ချိန်မှာကျုပ်အိတ်ထောင်နဲ့ပတ်စံတွေကိုနှိုက်သွားတာများလားကလေးမလေးကလည်းကျုပ်ကိုစိတ်မရှိသလိုကြည်ရင်းနဲ့ဘာလဲပတ်စံမပါဘူးလားပါတယ်ပတ်စံဘယ်နာထားမိလဲမသိဘူးကျုပ်ပြောနေတော့ရှိသေးကလေးမလေးရတဲ့အတန်ပြေးကြီးနဲ့အော်တာပေါ့လာကြအောင်ရှင်ဟောဒီမှာကလေးမလေးစီကနေရေကိုအလကားလူရက်ပြီးတော့တောက်နေပါတယ်ရှင်အဲ့ဒီကိုပြောရင်းနဲ့ကလေးမလေးကလည်းသူ့အနာရေပုံးကို6တောင်းနဲ့ခတ်ထည့်လိုက်တယ်ရေပုံးလဲတော့ရေတွေလည်းအကုန်မှောက်လက်သီးစုပ်လောက်ရှိတဲ့ရေခဲတုံးလေးတွေကလည်းမြေကြီးပေါ်ကျပြီးတော့တက်တူကွက်လေးတွေကလည်းပြန့်ကျဲကုန်တာပေါ့ထိုအခါမှာကျုပ်တို့နဲ့မလန်းမကန်းနေရယောက်ျားသားတွေကလည်းပြေးထွက်လာအဖေကောင်လေးကွာကလေးကိုနိုင်ချစီနေလုံနေလူလေးယောက်ကလည်းကျုပ်ကိုဝိုင်းလိုက်တာပေါ့ကျုပ်ကလည်းထုတ်ပိုးတွေဝိုင်းဆွဲကြပြီးတော့ကျုပ်ကလည်းပြန်អော်တာပေါ့ဟဲ့ကောင်လေးမင်းတို့ဘာလုပ်ကြလဲအဲ့ဒီလူကလည်းကျုပ်ကိုကြည်နေနဲ့ခမရဗျာအသက်ကပြင်တေကန်နီးနေပြီကလေးရောင်းနေဆိုပြီးတော့နိုင်ကြည့်ချင်တာလားကဲသူ့ရေဘိုးပေးလိုက်ပြီးတော့ရေပုံးမောက်သွားတဲ့အတွက်ပြန်ရော်ပြီးလိုက်ကလေးမလေးကလည်းအော်ငိုတာပေါ့အမလီသွားပါပြီအရင်ပြုတ်ပါပြီရေခဲပုံးငွေလေးလည်းကုန်ပါပြီရေကလည်းအခွက်90စာလောက်ရှိတာဒီလူတွေကလည်းကျုပ်ကိုထုံးမဲ့ကြိမ်းမဲ့ဟန်းနေပေါ့ကဲဟဲ့လူခမရဘာကြောင်ကြည့်နေရလဲခမရကြားတယ်နော်ဒီကလေးမလေးအတွက်90ပြန်ရော်ပေးလိုက်မဟုတ်လို့ကတော့ခမရကျုပ်တို့အကြောင်းသိရလိမ့်မယ်ကျုပ်ကလည်းပတ်စံမရှိတော့ဘူးဆိုတော့ဘယ်လိုလုပ်ရမှန်းလည်းမသိဘူးဖြစ်နေအဲ့ဒီချိန်မှာကျုပ်ကိုဝိုင်းထားတဲ့လူတွေကိုကြည့်လိုက်တော့ဘူတာကြီးအထွက်မှာကျုပ်နဲ့တိုက်သွားတဲ့လူငယ်ကိုလည်းတွေ့လိုက်ဟင်မင်းငါ့ကိုဘူတာကြီးထွက်မှာဝင်တိုက်သွားတာမလားအဲ့ဒီလူကလည်းမျက်နှာပြက်သွားတာပေါ့ကျုပ်သေးချာကြည့်လိုက်တော့သူကလည်းအပေါ်ကအဖြူအောက်ကလည်းပစိုးအပြာကွက်နေကျုပ်ကလည်းလူတယောက်ကိုတွေ့ပြီးရင်ချက်ချင်းမိသွားလောက်အောင်မှတ်ဉဏ်လည်းမကောင်းတဲ့လူလည်းမဟုတ်ဘူးသေချာတော့ဒီလူမှဒီလူအစ်စ်ပေါ့ဟေးငါပတ်စံနေပြန်ပြီးစမ်းအာမဟုတ်ပါဘူးအဘကြီးလူမနေတာပါဗျအေးကောင်မင်းငါ့ကိုမပတ်နဲ့နော်မင်းအစ်စ်ပဲပေးစမ်းငါပတ်စံနေပြန်ပေးစမ်းအားလုံးကလည်းကြောင်အန်းဖြစ်သွားတာပေါ့အဲ့ဒီလူငယ်လေးဘာမှမပြောဘဲနဲ့အနောက်ကိုလှည့်ပြီးတကြိုးတည်းပြေးတာအဲ့ဒီခါမှာကျုပ်ကလည်းသူ့နောက်လိုက်မယ်လို့တော့ကြံတဲ့သူ3ယောက်နဲ့ကလေးမလေးကလည်းကျုပ်ကိုဝိုင်းဆွဲထားကြဟာဟေးလူခမဘယ်ပြေးမလို့လဲကျုပ်ကလည်းအမြန်ပြေးလိုက်မှရတော့မှလေဗျာဒါနဲ့ပဲအသက်အောင်ပြီးတော့မြေကြီးကိုခြေဖျောင်းတစ်ချက်နဲ့လေခွက်ခနဲ့ပေါက်လိုက်တယ်ကွာစရာရှိတာကွာလွင့်စရာရှိတာလွင့်စမ်းကွာခြေဖျောင်းနဲ့မြေကြီးနဲ့ထိတယ်ဆိုရင်ပဲကျုပ်ကိုဝိုင်းထားကြတဲ့လူတွေအကုန်လုံးအနောက်ကိုလန်ထွက်သွားတာပေါ့မမြင်နိုင်တဲ့အချိန်တစ်ခုကလည်းသူတို့ကိုတွန်းတိုက်သွားသလိုမျိုးပဲသူတို့လွင့်သွားတဲ့အချိန်မှာကျုပ်ကလည်းခုနပြေးသွားတဲ့လူရဲ့နောက်ကိုလည်းအပြေးလိုက်ခဲ့အဲ့ဒီလူငယ်ကလည်းလူနေတိုက်တွေအစီရရှိတဲ့လမ်းထဲကိုလည်းဝင်ပြေးတာပေါ့ကျုပ်ကလည်းအနောက်ကနေဆက်လိုက်တိုက်တွေကလည်းအကွက်တွေလှုပ်ထားပြီးတော့လေလမ်းတွေကလည်းအများကြီးပဲနောက်ဆုံးတော့လေသူ့နောက်ပြေးလိုက်ရင်လည်းလမ်းလေးကွာစုံရောက်တော့လေမျက်ခြေပြက်သွားတာပေါ့လမ်းလေးကွာစုံကလည်းကားတွေကလည်းရှုပ်သွားလာနေကြတဲ့လူတွေကလည်းရှုပ်ရှက်ခတ်နေတာပဲကျုပ်ချင်းလည်းအရက်လေးမျက်နှာကိုတစ်ချက်ကြည့်ရင်လည်းဘယ်ကိုလဲမှလည်းမသိတော့လူတွေကလည်းဟိုဒီသွားနေနေတဲ့လမ်းကြီးမှာကြည့်ပြီးတော့လေကျုပ်ကလည်းအသက်ရှူကျက်လာတာပေါ့ပြေးလာတော့လေမောတယ်ကိုမသိတဲ့နေရာကိုမရောက်ဖူးတဲ့နေရာကိုတယောက်တည်းရောက်နေတာဆိုတော့စိတ်ကလည်းအားငင်လာတာပေါ့ဗျာဩရန်ကုန်အလက်ကောင်ကြီးမင်းတင်မဟုတ်ဘူးဟေးငါပါခံရပြီဟာကျုပ်ကလည်းအဲ့ဒီလိုရေရွတ်လိုက်မိတာပေါ့အမှန်တိုင်းပြောရရင်တော့ဒေတာအစိမ့်နေရာအစိမ့်နေဖြစ်လို့လေကျုပ်တက်တဲ့ဆုံးပညာတွေကိုကျုပ်ထုတ်မသုံးချင်ပါဘူး
ကျုပ်တို့ဆုံးနေမှာလည်းဒေသလိုက်ဆိုင်ရာပိုင်ရာတွေရှိဒေသလိုက်စီးကန်းတွေဘောင်တွေရှိတယ်ဆိုတော့ကိုကလည်းသူတို့စီးကိုမတီးပဲချိုးဖျက်လိုက်သလိုဖြစ်သွားမှဆိုရလဲစိုးရင်တော့ပေါ့ဒါပေမဲ့လည်းအခုတော့လည်းကျုပ်ရဲ့ပညာတွေထုံမသုံးလို့လည်းမရတော့ရှိသမျှပတ်စံလည်းအကုန်ပါသွားပြီမလားဒါနဲ့ကျုပ်လက်ထဲကထုတ်ပိုးတွေကိုချလမ်းမေးတနေရာမှာထိုင်လိုက်နောက်တော့ကျုပ်ဝေထားတဲ့တိုက်ပုံကိုချွတ်ပြီးတော့တိုက်ပုံကိုလက်နဲ့ထုလိုက်နေတယ်မင်းစီကထွက်သွားတဲ့ပစ္စည်းတွေကိုပြန်ခေါ်စမ်းငါရဲ့ငွေတွေပြန်ခေါ်ပေးစမ်းနောက်တော့လေတိုက်ပုံတွေကအိတ်ကက်ကိုလက်နဲ့ပို့လိုက်ပြီးတော့လေမင်းအဖော်တွေကိုပြန်ခေါ်လာခဲ့ဒါမင်းရဲ့အိမ်ဒါမင်းရဲ့အဖော်တွေပဲကျုပ်လက်နဲ့ဘလောက်ကြာကြာအောင်ပုတ်နေမိတယ်မသိဘူးဗျာနောက်တော့မှမောင်မောနဲ့တိုက်ပုံကိုပခုံးပေါ်ပြစ်တင်လိုက်ပစင်းကလည်းဂရင်းချင်လာတာကြောင့်လေကွန်းအစ်ကိုဖွင့်ကွန်းတရားကိုအေးလူလူရတာပေါ့လမ်းတော်လမ်းလာလူရတော့ကျုပ်ကိုကွက်ကြီးနဲ့သွားကြတယ်ကွန်းတရားမညက်ခင်မှာပဲကျုပ်စီကိုပတ်စံလေးတုပ်ပြီးပြေးသွားတယ်လူကလည်းကားလမ်းကိုဖျက်ကူးလာတာပေါ့နောက်တော့လေကျုပ်ကိုတွေးလိုက်တော့သူကလည်းရက်တန်သွားတယ်ကျုပ်ကလည်းသူ့ကိုပြုံးကြည့်ပြီးတော့ဟဲ့ကောင်လေးလာစမ်းကွာမင်းငါစီကိုလာစမ်းမလာဘူးဗျာမလာဘူးသူကလှည့်ပြေးကြည့်မိမယ်သူ့ကိုယ်လုံးကလည်းသူ့လှည့်လို့မရတော့ဘူးနောက်တော့သူ့ခြေထောက်တွေကကျုပ်စီကိုတလန်းချင်းရှောက်လာသူ့မျက်နှာမှာတော့တော်တော်သွေးပြက်နေတဲ့ပုံပဲရှောင်းရင်းနဲ့ကျုံနာကိုလည်းခေါင်းတစ်ခါခါနဲ့ရောက်လာကျုပ်ကလည်းဒေါသထွက်တာနဲ့ဒီကောင်းရဲ့ဇက်ပိုးကိုဖြောင်းကနေမြည်နေအောင်အုပ်လိုက်တာပေါ့နောက်တော့လည်းဒီကောင်းကိုဇက်ပိုးကနေချုပ်ကန်နေပြီးတော့ဟဲ့ကောင်ငါတော်သားကွာဒါပေမဲ့မင်းတို့ထက်တက်လို့မလို့ရန်ကုန်ကိုတယောက်တည်းတက်လာတာမင်းငါ့ကိုဘာမှတ်နေလဲဟမ်ကြောက်ပါပြီဆရာကြီးရေဆရာကြီးရဲ့ပတ်စံတွေကိုလည်းပြန်ယူပါဒီကောင်ကလည်းပတ်စံတွေအထက်လိုက်ပြန်ထုတ်ပေးတာပေါ့ကျုပ်ကလည်းပတ်စံတွေယူပြီးတော့ကဲမင်းသွားတော့မင်းမျက်နှာကိုငါထပ်ပြီးတော့မမြင်ချင်တော့ကျုပ်ကလည်းဇပိုးကိုရိုက်ပြီးလှုပ်လိုက်တော့ဒီကောင်လေးကလည်းတကြိုးနဲ့ထွက်ပြေးတာပေါ့ဒါနဲ့ကျုပ်ကလည်းတစ်ချက်ပြုံးလိုက်ပြီးတော့အထုပ်ကိုလည်းလက်တစ်ဖက်ကဆွဲကွန်းအစ်ကိုလက်တစ်ဖက်ကပိုက်ပြီးဆက်လျှောက်လာခဲ့တာပေါ့ပတ်စံဆိုတာကလည်းခြေထောက်ပါတာမှမဟုတ်ဖဲဗျာဒါပေမဲ့သူ့ပိုင်ရှင်စီကိုပြန်လာဖို့ကြတော့ခြေထောက်ပါတဲ့လူရဲ့အကူအညီလိုတယ်မလားအဲ့ဒါကြောင့်လဲဒီကောင်ဘလောက်ပြေးနောက်ဆုံးကျုပ်စီကိုပြန်ရောက်လာတာပေါ့ဗျာမကြခင်မှာတော့လမ်းလေကောင်မှာဖျားတဆူတွေးလိုက်တယ်ဖျားကလည်းရှင်းမြောင်ပုံစံတောင်းနေနဲ့၄တောင်ဆက်ဖျားတဆူဗျကျုပ်ထင်တော့ဟိုလူတယောက်ညွှန်ပြလိုက်တဲ့စူးလေဖျားဆိုတာဖြစ်လိမ့်ဒီစူးလေဖျားကိုပတ်လိုက်တော့လည်းမကြပါဘူးနံပါတ်6လို့ရေးထားတဲ့လိုင်းကားတွေ့ရလိုင်းကားတွေကလည်းဖြူကြီးတွေပြပြကြီးတွေပါနောက်တော့မှအဲ့ဒီလိုင်းကားကိုလည်းဘီယန်ကားလို့ခေါ်တာကိုလည်းသိရတာပေါ့ကားတစ်စီးကထွက်မဲ့လုံနေရတဲ့ကျုပ်ကလည်းကားနောက်မီးကိုလည်းပြေးတက်လိုက်ကားပေါ်ရောက်တော့ကြည့်လိုက်တော့လေကားပေါ်မှာထိုင်နေတဲ့သူတွေအကုန်လုံးဟာမိန်းကလေးတွေကြီးပဲလေမိန်းကလေးတွေကလည်းကျုပ်ကိုပြုံးစီစီနဲ့ဝမ်းကြည့်တာပေါ့ကားစပြားကလည်းကျုပ်ကိုအော်တယ်ဟေးလူဘယ်နောက်ကိုပြေးတက်လာလဲဗျာယောက်ျားလေးတွေကအရှိကနေတက်အံမှာဗျဟေးဟုတ်လားကွာအေးအဲ့ဒါကြောင့်လေငါကြည့်နေတာကွာမိန်းကလေးတွေကြီးပဲပါလာလားလို့ကျုပ်ကလည်းရှက်နဲ့ကားပေါ်ကနေပြန်ဆင်းတာပေါ့မိန်းကလေးတွေရောတကားလုံးကတော့ကျုပ်ကိုဝမ်းကြည့်တယ်ကားအခြေပေါက်ကနေပြန်တက်တာပေါ့ယောက်ျားလေးတွေတွေ့ရတယ်အဲ့ဒီတော့မှကျုပ်ကလည်းတီးလိုက်တယ်လက်ဆက်သက်တော့ကားအရှိချမ်းနဲ့နောက်ချမ်းကိုအလေကနေတန်စကာကာပြီးတော့ယောက်ျားတစ်ချမ်းမိန်းမတစ်ချမ်းတင်ရတာကိုကားပေါ်ရောက်တော့စပယ်ရားလဲကားကတောင်းထောက်ကျန်တဲ့စူးလေးကိုလည်းပြား80ပေးရတယ်ဗျဒီလိုနဲ့ကားကြီးကလည်းတအီထွက်တာပေါ့ကားပေါ်မှာကောင်လေးတယောက်ကလည်းနေရာဖယ်ပေးတာနဲ့ကျုပ်ကလည်းနေရာရထိုင်ကုန်မှာထိုင်ပြီးလိုက်လာရင်လည်းအပြင်ဘက်ကိုငေးကြည့်နေပြီမြို့ပြဆိုတဲ့ရတာလည်းကျုပ်တော့ထူးဆန်းဖြစ်နေတာပေါ့ဗျဘယ်ကိုပဲကြီးလိုက်လူတွေကားတွေကလည်းရှုပ်ရှက်ခတ်နေကားစီးလိုက်နဲ့ငိုက်လာတာနဲ့လူကလည်းနည်းနည်းငိုက်မိသွားတယ်နောက်တနေရာရောက်တော့လူတယောက်ကလည်းကျုပ်ဘေးနားကိုဝင်တိုးလိုက်တော့ကျုပ်ကလည်းလန့်ပြီးမျက်လုံးဖွင့်မိတာပေါ့မျက်လုံးဖွင့်ကြည့်လိုက်တော့လူမဟုတ်ဘူးဗျလက်ကြီးပဲခမရတို့လည်းနားရှုပ်သွားပြီနဲ့တူပါတယ်လက်ခတ်သေးသေးမဲမဲလေးတစ်ခုကလည်းကျုပ်ရဲ့နံကြားကိုအတင်းလာထိုးနေလက်ကတော့အရှိကြီးဗျမသိရင်တော့မွေကြီးတကောင်နဲ့တောင်တူသေးတယ်ထိတ်မှာလည်းလူလက်ပုံစံလေးလက်ကလေးပါလို့လည်းလက်မှန်းသိရတယ်ကျုပ်ကလည်းမတိမတာနဲ့ကြည့်နေတော့အဲ့ဒီလက်ကလည်းကျုပ်ရဲ့တိုက်ပုံနဲ့လာဖောက်ဝင်းမြန်ရောကျုပ်ကတွန်းလိုက်တော့လက်ကလည်းပြန်ဆုပ်လက်ထဲမှာလည်းတစ်ခုခုကိုလုံးပြီးကင်သွားတဲ့ပုံပဲကျုပ်ကလည်းမတင်ကားနဲ့အိတ်ထောင်လေးကိုတစ်ချက်ကြည့်လိုက်တော့ပတ်စံနေမရှိတော့ငါပတ်စံနေဘယ်ရောက်ကုန်တာလဲကျုပ်စီကနေခက်ချောထွက်သွားတဲ့လက်ကိုလှမ်းကြည့်လိုက်ပြီးတော့အောင်မတခိုးကတရေပါလားကွာဟေ့တရေငါပတ်စံကိုပြန်ပြီးနော်မဟုတ်ရင်မင်းငါအကြောင်းသိကျုပ်လက်ကိုကြည့်ပြီးတော့စိတ်ထဲကနေပြောလိုက်ပြီမယ်လက်ကတိသွားတဲ့ပုံပါပဲလေထဲမှာတစ်ချက်တန့်သွားတယ်နောက်တော့ကျုပ်စီကိုပြန်လာပြီးတော့ကျုပ်တိုက်ပုံကိုထိလိုက်တာပေါ့ကျုပ်ပြန်ကြည့်လိုက်တော့အိတ်ထောင်ထဲကိုလည်းပတ်စံနေပြန်ရောက်နေအောင်မလက်စာတက်တော့တခိုးကတရေဖြစ်နေတာဟေ့တရေမင်းအကောင့်ထဲပြစမ်းကွာအဲ့ဒီတော့မှတရေရဲ့ကိုလုံးကလည်းပေါ်လာတာပေါ့တရေကတော့ကလေးတရေနဲ့တူပါတယ်ဗတ်စကားခေါင်းမုံးမှာကတ်နေလက်တွေကတော့အရှိကြီးလုံးလို့ရတယ်လူတွေကတိပုံမြင်ပုံလည်းမရဘူးလေသူ့လက်နှစ်ဖက်ကလည်းကားထဲမှာမွေးတကောင်လိုရှောက်သွားနေ
ကျုပ်ရှိမှမတက်ရနေတဲ့လူငယ်ရဲ့အင်းရင်မဲ့အိတ်ထဲကိုလည်းလက်ကနှိုက်နေတာဗျပြီးတော့လက်သီးဆုပ်ပြီးတော့ပြန်ထုတ်ယူသွားပါလေရောသူ့လက်ထဲမှာလည်းတခုခုဖွက်သွားပုံပဲလေအဲ့ဒီလက်ကလည်းကားနောင်နာကိုတိုးသွားကားနောင်မှာထိုင်နေတဲ့လူတစ်ယောက်ရဲ့လွယ်အိတ်ထဲကိုလည်းဝင်သွားတာလွယ်အိတ်ထဲကနေပြန်ထွက်သွားတော့လည်းလက်ပလာနေပဲကျုပ်ကလည်းသဘောပေါက်လိုက်ပြီးလက်ဆက်သက်တော့ဒီလူကကပိုက်နိုင်ဆိုပေမဲ့ဒီတိုင်းနှိုက်တာမဟုတ်ဘူးပရလောကသားတရေတဲ့ကောင်ရဲ့အကူကြီးကိုလူတွေမသိအောင်ယူပြီးတော့လည်းနှိုက်တာကျုံနဲ့သုံးကောင်ကျော်လောက်ကလူကတော့လက်မှာလည်းရွှေလက်စွပ်တကွင်ဝှေ့ထားတာပေါ့အဲ့ဒီလက်ကလည်းအဲ့ဒီလူနာကိုသွားရွှေလက်စွပ်ကိုလည်းလက်သေးသေးလေးအုပ်ပြီးတော့ဆွဲချွတ်တာနောက်တော့လေသူ့လက်ထဲကရွှေလက်စွပ်မရှိတော့ဘူးဗျကျုပ်ကလည်းတရေကိုကြီးလိုက်နေဟေးမင်းစားပြန်ထားလိုက်စမ်းအခုပြန်ထားလိုက်စမ်းမင်းစားလည်းကျုပ်ကိုပြုတ်ကြည့်တာပေါ့မထားဘူးမထားလို့မရဘူးထားဆိုထားလိုက်လို့ပြောနေရနော်ထားလိုက်ရင်အဖေကြီးကစုမှာအဖေကြီးကရိုက်မှာနင်အဲ့ဒီပစ္စည်းကိုပြန်မပေးရင်နင်အဖေကြီးရိုက်တာထက်ပုံနာမယ်အခုချက်ချင်းပြန်ပေးလိုက်မင်းစားလေးကလည်းတုံဆိုင်နေတာပေါ့သူ့ကြည့်ရတာလည်းပြန်ပေးခြင်းမမရဘူးအဲ့ဒီချိန်မှာလက်တစ်ဖက်ကလည်းကျုပ်စီပြေးဝင်လာကျုပ်ပေါင်းကိုလည်းလွှဲပြီးရိုက်တာပေါ့ကျုပ်ကလည်းသူ့လက်ကိုစိုက်ကြည့်လိုက်တာနဲ့သူ့လက်ကလည်းကျုပ်မျက်စိရှိမှရက်တန့်သွားခဲ့တယ်ကျုပ်ကလည်းတရေကိုလည်းတစ်ချက်စိုက်ကြည့်နေနဲ့အောင်မနင့်လိုမင်းစားလိုကောင်းများငါ့ကိုလှုပ်ချင်တာပေါ့ဟုတ်လားကျုပ်ကလည်းမင်းစားကိုမျက်စောင်းထိုးပြီးတော့မီးလိုပူစမ်းအဲ့ဒီလိုရေရွတ်လိုက်တော့သူ့တကောလုံးကလည်းတုံရင်လာတာပေါ့ကောက်ခေါင်မုံပေါ်မှာလည်းလူးလွင့်နေတာနောက်တော့လည်းအောက်ကိုဘုတ်ခနဲ့ပြုတ်ကြသူကြသွားပြီးတော့ခုနအနောက်မှာထိုင်နေတဲ့လူစီကိုပြေးသွားကျုပ်လိုက်ကြည့်နေတော့အဲ့ဒီလူကလည်းကျုပ်ကိုမျက်စောင်းထိုးကြည့်တာပေါ့ရှေ့မတ်တိုင်ရောက်တော့လူတွေနည်းနည်းဆင်းသွားတဲ့ခါမှာအဲ့ဒီလူကထလာပြီးတော့ကျုပ်ရှိကတန်းကိုကိုင်မတ်တက်ရက်လိုက်တယ်ဗျခုနမင်းစားလေးကတော့အဲ့ဒီလူရဲ့ကြောကုန်းကိုလက်တွေနဲ့တွေ့ပြီးတော့ဖတ်ထားတာအမကြီးခမရဘာဝင်ရှုပ်တာလဲကိုနဲ့မဆိုင်ရင်ဝင်မပါစမ်းပါနဲ့အဲ့ဒီလူကလည်းခတ်တိုးတိုးပြောတာပေါ့ကျုပ်ကလည်းသူ့ကိုကြည့်နေတယ်ဟာမင်းရဲ့မင်းစားငါပတ်စံတွေကိုလာနိုင်တယ်မလားကွာအဘာကြီးပတ်စံတွေကိုပြန်ပေးပြီးပြီလေဗျာကိုပတ်စံပြန်ရရင်တော်ပြီပေါ့အေးကောင်မင်းကမကောင်းတဲ့နီးလန်းနဲ့လူတွေစီကနေပြီးတော့အချောင်လိုချင်နေတာပေါ့မင်းကြီးရတာကလည်းခြေကောင်းလက်ကောင်းကြီးနေပါကွာရိုးရိုးသားသားရှာဖွေစားစမ်းအဲ့ဒီလိုလုပ်တာမကောင်းဘူးလားကွာနေမှာပါကြီးကျုပ်ကအဖိုးမဖြတ်နိုင်တဲ့ပညာတွေတတ်ထားတာဗျဒီပညာနဲ့လုံးမစားလို့ဘာထပ်ပြီးတော့လှုပ်စားအောင်ပါလေကျုံနောက်ဆုံးနေနဲ့အဘာကြီးကိုသတိပေးမယ်နော်အဘာကြီးရှေ့လျှောက်ကိုနဲ့မဆိုင်တာဝင်မပါနဲ့မဟုတ်ရင်တော့ကျုပ်အဘာကြီးအကြောင်းကိုခမရကျုပ်အကြောင်းကောင်းကောင်းသိစီရငါပြောမယ်ဟေးကောင်ဒီလူတွေအားလုံးကိုကြည့်လိုက်စမ်းကွာကိုခွန်ကိုအားနဲ့လှုပ်ပြီးတော့ရလာတဲ့ငွေတွေကွာအစင်မပြေတဲ့လူတွေကြတော့လဲရှိစုမဲစုလေးတွေပါတယ်သူတို့စီမှာပါလာတဲ့ပတ်စံလဲသူတို့ဒီညစားမဲ့ထမင်းမိုးဟင်းမိုးဖြစ်ချင်ဖြစ်သူတို့အင်အားကလေးတွေတွေ့လဲဖြစ်ချင်ဖြစ်လိမ့်မယ်နောက်တနေ့ယင်းဒီလောက်ကင်စားဖို့လဲအရင်ဒီဖြစ်ချင်လဲဖြစ်မှာပေါ့ဒီလူတွေပင်ပန်းရှာထားတဲ့ငွေကိုမင်းကရေပေါ်စီလုတ်ပြီးတော့အညွန့်ခူးစားတာတော့မဖြစ်သင့်ပါဘူးဒီကိစ္စမျိုးကတော့ငါယွန်းနေကွာငါနဲ့ဆိုင်မှာဆိုင်ဝင်ပါမယ်ဟာဒီဘာကြီးကတော့အိမ်ပြန်ရောက်ရင်လဲထမင်းမစားချင်တော့ဘူးနဲ့တူတယ်အောင်မမင်းကငါ့ကိုဒဲလာပြီးစိန်ခေါ်တယ်ဗောဟုတ်လားရတယ်လေမင်းကြိုက်တဲ့ဘက်ကနေစမ်းငါဆိုတဲ့ကောင်ကလည်းစိန်ခေါ်ရင်ဘာမှခတ်ဘူးကွာရတယ်ဗျာခမကြီးကျုပ်အကြောင်းသိရအဲ့ဒီလူကပြောပြီးတော့နောက်ဖက်ကိုပြန်သွားထိုင်တာပေါ့ကျုပ်ကလည်းမျက်တောင်နီးနဲ့ကြည်နေသေးတာကားကလည်းဆက်မောင်းနေပြီတဖြည်းဖြည်းနဲ့မြို့တွေကနေထွက်အရင်လိုတိုက်တီတာတွေလည်းမမြင်ရတော့ပါဘူးလူနေအိမ်လေးတွေခက်ကြဲကြဲတွေ့ရတယ်မင်္ဂလာတုံလို့ခေါ်တဲ့နေရာကိုရောက်တော့ကားပေါ်ကလူတွေတော်တော်များများဆင်းသွားကြတာဗျနောက်ဆုံးမှာတော့လူ 3-4 ယောက်ပဲကြံတော့ကားလည်းဆက်မောင်းလာရင်နဲ့ရှေ့ကိုရောက်တော့လူတော်တော်ပြက်တဲ့လမ်းကြီးကိုရောက်ခဲ့လမ်းဘေးရဲ့တစ်ဖက်ချက်စီမှာလည်းအိမ်နေမရှိပဲတစ်တော်ကြီးတွေပဲရှိတာပေါ့အဲ့ဒီခါမှာခုနကကားနောက်မှာထိုင်နေတဲ့လူကလည်းကျုပ်စီကိုလမ်းလျှောက်လာတယ်ကျန်တဲ့လူ3ယောက်ကလည်းကျုပ်စီကိုလျှောက်လာတာပေါ့ဩမင်းတို့ကလက်ဆက်သက်တော့ငါ့ကိုဝိုင်းလို့ကြမလို့ဒါပေါ့ဗျာခမရလိုကိုနဲ့မဆိုင်တာဝင်ပါခြင်းတဲ့လူကိုပညာကောင်းကောင်းပြရမှာပေါ့လူတယောက်ကလည်းကျုပ်ကိုလက်သီးနဲ့ထိုးတယ်ကျုပ်ကလည်းထိုင်နေနဲ့ထိုင်ကုန်ရွှေ့သွားတော့သူ့ရဲ့လက်သီးချက်ကလည်းကျုပ်ကိုမထိုးမိပဲကျုပ်ရဲ့အနောက်ကကားဘော်ဒီတန်တန်ကိုထိုးမိပြီးဒီကောင်လက်ကလည်းတော်တော်အီစိမ့်သွားပုံရပါတယ်ကျုပ်ကလည်းခြေထောက်ကိုချိတ်ထင်လိုက်ပြီးတော့လေမင်းလက်ကတော်တော်နာသွားပုံပဲကွာအဲ့ဒီခါမှာနောက်တယောက်ကလည်းကျုပ်မျက်နှာကိုလက်သီးနဲ့ပြစ်ထိုးတာပေါ့သူထိုးတဲ့ချိန်ကျုပ်ကလည်းအနောက်ထိုင်ကိုရုပ်ပြောင်းရွှေ့ပြောင်းနေကိုရွှေ့အစွမ်းနဲ့ရွှေ့လိုက်တော့လေဒီကောင်ကလည်းလေထဲကိုပဲထိုးမိကျုပ်ပညာပြလိုက်တော့ဒီကောင်3ကောင်ကလည်းတော်တော်လန့်သွားတာဗျဒါနဲ့ခုနကမှင်စားတဲ့လူကိုကြည့်ပြီးတော့လေဆရာဘာတိုက်ဒီလူကြီးကိုလှုပ်ပါအောင်ဗျာဘာတိုက်ဆိုတဲ့လူကလည်းပြောရင်းနဲ့သူ့အိတ်ထဲကနေဆယ်ပြားစီတစ်စီးကိုနှိုက်လိုက်ဆယ်ပြားစီလေးကလည်းဒေါင်းစီလေးကိုလည်းလက်ညှိုးနဲ့လက်ကလေးနားမှာညှက်ပြီးတော့လေထုံးစံရကျုပ်တို့အလုံးမှာလာရှုပ်တဲ့လူမှန်သမျှဟောဒီဆယ်ပြားစီသွီးထားတဲ့အချွန်နဲ့
လေပင်သွေးကြောနဲ့ဇက်ပိုးကသွေးကြောကိုဖြတ်ပြီးတော့ရှင်းနေကြဗျာဒါဆိုရင်လည်းငါ့ကိုလာဖြတ်ပါအောင်ကွာမင်းရဲ့ဆယ်ပြားစီးကဘလောက်ထက်တယ်ဆိုတော့ကြည့်ရခမကြီးကိုတော့ဒီတိုင်းတော့မဖြတ်ဘူးဗျဘာတိုက်ကလည်းပြောဆိုပြီးတော့ဆယ်ပြားစီးကိုသူ့ပါဇက်နာကပ်ပြီးတော့လဲမန်းမှုတ်နောက်တော့အဲ့ဒီဆယ်ပြားစီးကိုကျုပ်စီကိုတဲတဲမှန်မှန်ပြစ်တာပေါ့ကျုပ်ကလည်းထိုင်ရာကနေမထားပဲပြန်တန်းလာတဲ့ဆယ်ပြားစီးကိုမျက်မှောင်ကျုံပြီးတော့စိုက်ကြည့်လိုက်ဖွက်ဟဲ့လွဲစီဖဲစီကျုပ်អော်လိုက်တဲ့အခါမှာကျုပ်စီတဲတဲပြန်လာတဲ့ဆယ်ပြားစီးကလည်းကျုပ်နှာခေါင်းသားအရောက်ချင်းကနေတစ်ချက်မြည်ပြီးတော့ဘေးကိုလွဲတော်တာပေါ့ကျုပ်ထိုင်နေတဲ့ဘေးနာကားဘော်ဒီတန်များမှာလည်းဆယ်ပြားစီးကလည်းဒေါင်ကနေစိုက်သွားကားဘော်ဒီထူထူကြီးကိုတောင်ဖောင်းနိုင်နေဆိုတော့ဒီဆယ်ပြားစီးရဲ့အစွမ်းကလည်းအမှန်ခမ်းပါပဲကျုပ်ကတော့အန်အောဟန်မပြဘဲနဲ့ပြုံးဖြီးဖြီးလုံရင်းနဲ့ပဲဟာမင်းဆယ်ပြားစီးကတော့ထက်တယ်ကွာဒါပေမဲ့မမှန်ဘူးကွာကျုပ်ကလည်းရီကျဲကျဲနဲ့ပြောလိုက်တော့ဘားတိုက်တယောက်တော်တော်ဒေါသထွက်တာပေါ့ဒါနဲ့လည်းနောက်ထပ်ဆယ်ပြားစီး3စီးကိုထပ်ထုတ်ဒီတစ်ခါတော့ခမရလေပင်ကိုဖြတ်ပြင်မယ်ဗျာသေပြီးတော့အဖိုးကြီးကျုပ်စီကိုလည်းဆယ်ပြားစီ3စီးထပ်ပစ်တာပေါ့ဒီတစ်ခါမှာတော့ဆယ်ပြားစီတွေကလည်းဝိတ်ဝိုက်လာပြီးတော့လာတာကျုပ်မျက်နှာတက်ကိုပြန်လာတဲ့ဆယ်ပြားစီကိုကျုပ်ကလက်ဝါးနဲ့ခံပြီးဖမ်းလိုက်အဲ့ဒီခါမှာကျုပ်နောက်ကနေဆယ်ပြားစီတစ်စီးကလည်းပြန်လာသေးတာပေါ့ကျုပ်ကလည်းခေါင်းငုံပြီးတော့အဲ့ဒီဆယ်ပြားစီကိုလက်နဲ့ဖမ်းအဲ့ဒီခါမှာဘေးနားကနေဆယ်ပြားစီကလည်းပြန်ဝင်လာပြန်ရောကျုပ်လက်ကနေအဲ့ဒီဆယ်ပြားစီထက်လည်းမြန်းပါတယ်ဗျာအဲ့ဒီဆယ်ပြားစီကိုချွင်ကနေမြည်အောင်ဖမ်းပြလိုက်တယ်ပြီးတော့လည်းလက်ဝါးကိုဖြန့်ပြလိုက်တဲ့ခါမှာဒီကောက်ရဲ့ဆယ်ပြားစီတွေကကျုပ်လက်ထဲမှာငိမ့်နေတာမင်းရဲ့အကျွေစီတွေကအလွန်ငါမလို့ခြင်းဘူးကွာမင်းတို့ပဲပြန်ယူစမ်းဆယ်ပြားစီ3စီးကိုလည်းဘားတိုက်တို့စီကိုပြန်ပြစ်ပေးလိုက်တော့ဘားတိုက်ကလည်းဆယ်ပြားစီတွေကိုလက်နဲ့ပုတ်ပြီးထုတ်တယ်အဲ့ဒီခါမှာဆယ်ပြားစီ3စီးလုံးကလည်းသူ့အနောက်မှာရက်နေတဲ့လူ3ယောက်ကိုတွားထိတာပေါ့ထိတယ်ဆိုရင်လေထိပြီးတော့ဆယ်ပြားစီ3စီးကလည်းကျမ်းမော်ကိုချွင်ကနေကြအဲ့ဒီလူ3ယောက်ဝေးထားတဲ့ရှက်အင်းကြီးတွေလည်းပြုံးကနေကွဲသွားတာပေါ့ဆယ်ပြားစီကလည်းတော်တော်ထပ်ပြီးတော့တော်တော်မြန်တဲ့အမျိုးဗျကျုပ်ဖြင့်လည်းဒါကြောင့်လေဒီလူတွေကိုမသေးအောင်လို့အင်းကြီးကိုပဲဖြတ်ခိုင်းလိုက်ဒီလူ3ယောက်ကလည်းကြောက်လုံးလန့်လုံးလို့ကျမ်းမြေမော်ကိုထိုင်ကြသွားတာပေါ့ဘားတိုက်ကလည်းကျုပ်ကိုအန်ကြည့်ပြီးတော့ကြည့်ခမကြီးကိုကျုပ်ရှင်မထားဘူးဗျကဲသမီးကြီးထွက်ခဲ့တော့ဟာအဲ့ဒီလိုပြောပြီးတော့သူလွယ်ထားတဲ့ကချင်လွယ်အိတ်ကလေးကိုဟလိုက်တယ်ဆိုရင်ပဲလွယ်အိတ်ထဲကနေမဲမဲကောင်ကြီးတကောင်ကလည်းတဖြည်းဖြည်းတိုးထွက်လာတာပေါ့မသိရင်တော့ရေလေးလိုပါပဲကျမ်းမော်ရောက်သွားတော့မှလူကောင်ကြီးအဖြစ်လဲဘွားကနေဖြစ်သွားကျုပ်ကလည်းအဲ့ဒီကောင်ကြီးကိုကြည့်ပြီးတော့ဟာအခုနမှင်စာလေးပါအခုတော့လေအစိမ့်တရေကြီးပါကျုံမွေးထားတဲ့တရေတကောင်နဲ့ရှိတယ်လို့ခင်ဗျားထင်နေရလားကဲသားတို့သမီးတို့ရေအကုန်လုံးထွက်လာသေးကြကွာဒီနေ့တော့မင်းတို့လူသားကောင်းကောင်းစားရမယ်နေ့ပဲကွာသူပြောပြီးတော့လွယ်အိတ်ထဲကနေထွက်လာတဲ့အကောင်ကြီးကလည်းမနှဲမနှောပဲကျုပ်လိုက်ရည်ကြည့်လိုက်တော့18ကောင်တိရှိဘားတိုက်ကလည်းပြုံးရည်နေနေကဲသားတို့သမီးတို့ဒီအဘာကြီးကိုတမလွန်ရအောင်အမြန်မြန်ပို့ပေးလိုက်စမ်းပါကွယ်ဒီကောင်တွေကလည်းကျုပ်စီကိုပြေးလာတာပေါ့ကျုပ်ကလည်းလက်တစ်ဖက်ကိုဆန့်တန်းလိုက်ပြီးတော့လေဟေးအားလုံးရက်လိုက်ကြစမ်းအောက်ဆရာအမိတ်ငါအမိတ်ပြေးလာတဲ့တရေတွေအကုန်လည်းကျုပ်အတန်ကြားတော့အားလုံးကလည်းရက်တန့်သွားတာပေါ့ဘားတိုက်ကလည်းတန်တော်နဲ့ကြည့်ဟင်ဘလို့ဖြစ်တာလဲသားတို့သမီးတို့သူ့ကိုတိုက်ကြလေကွာဘားတိုက်မင်းတယောက်တည်းအစိမ့်တရေတွေကိုခိုင်းစီနိုင်တယ်လို့မင်းထင်နေရလားကဲမင်းတို့အားလုံးငါလွတ်ပေးမယ်ငါအမိန်နဲ့မင်းတို့ဒီကောင်တွေတုံနှောင်ထားတဲ့ကြိုးတွေကိုဖြီခိုင်းလိုက်မင်းတို့ချီထားတဲ့အောက်လန်းကြိုးတွေအကုန်ပြက်စေကွာကျုပ်အော်ပြောလိုက်တဲ့အချိန်မှာပဲတရေတွေကလည်းဝူဝါးနဲ့အော်ကြတယ်ဗျသူတို့ကြည့်ရတာတော်တော်ပျော်သွားတဲ့ပုံပဲကဲမင်းတို့လွတ်လပ်သွားပြီမင်းတို့အကုန်သွားကျင်တဲ့နေရာကိုသွားနိုင်ပြီကျုပ်အမိန်ပေးပြီးပြောလိုက်တော့တရေတွေအကုန်လုံးကလည်းဗစကားကြီးရဲ့အပြင်ဘက်ကိုဖောက်ထွင်းပြီးတော့ပြေးလောသွားတာပေါ့ဒါပေမဲ့လည်းသမင်းရှိခေါင်းဝေးထောင်ထောင်နဲ့တရေမတကောင်တော့ကြံခဲ့အဲ့ဒီတရေမကလည်းဘားတိုက်ကိုပြန်လှည့်ကြည့်တာပေါ့ဘားတိုက်ကလည်းတရေမကြီးကိုကြည့်ပြီးတော့လက်ခါခြေခါနဲ့ဟာမဟုတ်ဘူးခမဒီလိုလှုပ်ပေးလို့မရဘူးခမသူတို့လှုပ်ပေးလို့မရဘူးဗျအဲ့ဒီတရေကြီးကလည်းဘားတိုက်စီပြေးဝင်သွားတာပေါ့ဘားတိုက်ရဲ့ရှေ့ရောက်တော့လေတရေမကလည်းသူ့ရဲ့လက်သေးချွတ်ချွတ်နဲ့ဘားတိုက်ရဲ့ရင်မထဲကိုထိုးထည့်လိုက်တယ်တရေလက်ဆိုတော့လေလူရဲ့ကိုယ်ထဲကိုဖောက်ဝင်သွားတာပေါ့ဘားတိုက်ရဲ့မျက်နှာကလည်းအံ့ဩနေရနေအလွန်နာကျင်ပြီးတော့ခံပြင်းတဲ့ရုပ်မျိုးဖြစ်သွားတယ်မင်းဘာလို့ငါ့ကိုဒီလိုလုံနေရတာလဲတရေမကလည်းအတန်ကွဲကွဲနဲ့ပြန်ပြောတာပေါ့နေငါ့ကိုလွန်ခဲ့တဲ့အနှစ်20တုန်းကစပြီးမွေးခဲ့တယ်ဒါပေမဲ့နောက်လူတွေထပ်မွေးတဲ့ခါမှာနေငါ့ကိုပြစ်ပယ်ထားတယ်အဲ့ဒီတော့ငါနင့်ကိုမုန်းတယ်ငါနင့်စီကလွတ်တဲ့တနေ့နင့်ကိုလက်စားချေမယ်လို့ဆုံးဖြတ်ထားတာအခုငါနင့်ကိုလက်စားချေတာပဲအခုနင်သေရတရေမကလည်းဗိုက်တိုက်ရဲ့ရင်ဘတ်ထဲကိုနှိုက်ပြီးတော့နှလုံးကိုခြေဖို့လှုပ်တာပေါ့ကျုပ်ကလည်းမနေနိုင်တော့တရေမကိုလက်ညှိုးထိုးလိုက်တယ်ဟေးတရေမရက်လိုက်စမ်းတရေမကလည်းကြောက်ရွံ့ကြီးတရုပ်လို့ရက်သွားတာပေါ့
ငါလက်စားချေတောင်မတားနဲ့ငါဒီကောင်စိတ်နာတယ်ဒီကောင်ငါလက်နဲ့တတ်အမှာကျင်နဲ့မလုံးနဲ့ဆိုမလုံးနဲ့တော့အခုနင်းကငါလွတ်ပေးပြီးပြီပဲနင်းသွားကျင်တဲ့နေရာကိုသွားတော့မဟုတ်ရင်တော့နင်းကငါထပ်ပြီးတော့ဖမ်းချုပ်ရလိမ့်မယ်ဒီတခါဖမ်းရင်တော့အနှစ်20မကလို့အနှစ်100လဲကြာရင်ကြာသွားလိမ့်မယ်နော်အဲ့ဒီတော့မှတရေမလည်းခေါင်းညိတာပေါ့ကျုပ်လည်းညို့လည်းပြန်သိမ့်နေတာနဲ့တရေမလည်းကားပြင်ဘက်ကိုဝုံဝင်နေထွက်သွားဘာသိကလည်းထိုင်ကုန်တစ်ခုမှထိုင်ကြသွားတာပေါ့လက်တစ်ဖက်ကလည်းသူ့ရင်ဘက်ကိုဖိထားတယ်ကျုပ်ကလည်းမကြည်မချမ်းနဲ့ကြည်ရင်နဲ့ခမကြီးကဘာဖြစ်လို့ကျုပ်ကိုကယ်လိုက်တာလဲခမကြီးသိပ်ပြီးတော့သူတော်ကောင်းလှုပ်ချင်နေတယ်ပေါ့ဟုတ်လားမဟုတ်ပါဘူးကွာမင်းကမကောင်းမှုတွေအများကြီးလုပ်ခဲ့တယ်အဲ့ဒီအတွက်လည်းမင်းကသေဖို့ထိုက်တန်ပါတယ်ဒါပေမဲ့လည်းငါရှိမှလူတူတယောက်သေသွားတာကိုငါမမြင်ချင်ဘူးအဲ့ဒါကြောင့်မင်းကငါကယ်လိုက်ဘာသာရဲ့မျက်နှာကလည်းအဲ့ဒီတော့မှချက်ချင်းပြောင်းလဲသွားတာပေါ့ကျုပ်ကိုအထင်ကြီးလေးစားတဲ့မျက်နှာဘေးမျိုးဖြစ်သွားခဲ့မင်းဒီမကောင်းမှုတွေကိုဆက်လုပ်ချင်နေဆိုရင်လည်းလုပ်ပါဒါပေမဲ့မင်းလုပ်ခဲ့တဲ့မကောင်းမှုတွေကတနေ့ကျရင်မင်းစီကိုပြန်လာလိမ့်မယ်အခုဖြစ်သလိုမျိုးပေါ့မင်းကအစိမ်းသေးတွေကိုမွေးထားပြီးတော့သူတို့အကူအညီနဲ့ကပိုက်နှိုက်နေတယ်ဆိုပေမဲ့သူတို့ကလည်းမင်းကိုမလွန်ဆန်နိုင်လို့သာလှုပ်ပေးနေရတာမင်းကိုလည်းသိပ်ပြီးတော့ကျင်တတ်ပုံမရဘူးသူတို့လွတ်တဲ့အခါမှာမင်းကိုပြန်ပြီးဒုက္ခပေးမယ်ဆိုပြီးတော့ကြံနေကြတယ်မလားကျုပ်နားလဲပါပြီအဖကြီးဟာဘာပဲပြောအဖကြီးကကျုပ်အသက်ကိုကယ်ခဲ့တာပါကျုပ်ခတိပေးပါတယ်ဗျာနောက်ဒီလိုမကောင်းတဲ့အလုပ်မျိုးကျုပ်ဆက်ပြီးမလုပ်တော့ပါဘူးကျုပ်ကပိတ်မနိုင်မလုပ်တော့ပါဘူးဗျာမင်းအမြင်မှန်ရတာကိုငါဝမ်းသာပါတယ်ဘာသိရဘာသိကလည်းသူ့တပည့်3ယောက်ကိုမျက်ရည်ပြလိုက်တော့တပည့်3ယောက်ကလည်းကာရကာအစင်းတက်တကားပေါက်အနားမှာရှင်စိမ့်လိုမဲညင်းအရာလေးတွေကိုခွာလိုက်ကြတာပေါ့အဲ့ဒီချိန်ကားကြီးကလည်းတစ်ချက်သိမ့်ငနဲ့တုံသွားတယ်ကားသမားအဲ့ဒီတော့မှနောက်ကိုလှည့်ကြည့်ရင်းနဲ့ဟို3ယောက်ထိုင်လေကွာထိုင်ကုန်နေအများကြီးလွတ်နေတယ်မလားဟိုလူ3ယောက်ကလည်းဘာသိနီးနားမှာထိုင်လိုက်ကြတာပေါ့ကျုပ်ကလည်းဘာသိကိုကြည့်ရင်းနဲ့နေပါအောင်ကွာမင်းတို့လှုပ်ရှားနေတာကြားပြီလားကြားပြီပဲဆိုတော့ဘာကြီးဟာကျုပ်တသက်ပဲဆိုတော့ဒါနဲ့မင်းကဘလို့လုပ်ပြီးတော့အစိမ်းတရေတွေကိုခိုင်းစားနေရတာလေအခုနတရေတွေလွတ်သွားတော့မင်းသူတို့ဘာမှလည်းမလုပ်နိုင်ပါလားဒါတော့ဒီလိုပါကြီးဟာကျုပ်ကမိဘမဲ့ပါကျုပ်အသက်9နှစ်လောက်မှပဲမိဘတွေကရှေ့စင်နောက်စင်ကွယ်လွန်သွားကြတယ်အရင်ကတော့အတော်လေးအိမ်မှာကတ်နေပါလေနည်းနည်းကြီးကောင်းမှဝင်လာတော့အတော်တွေကလည်းကျုပ်ကိုမကြွေးချင်တော့ဒါနဲ့ပြဿနာမျိုးရှာအိမ်ကနေမောင်းချကျုပ်ကလည်းမခံချင်တာနဲ့အိမ်ကနေထွက်လေလွင့်နေတော့လူကြီးတယောက်နဲ့တွေ့တယ်ဗျအဲ့ဒီလူကြီးကလည်းသူ့ကိုသူဘိုးတော်လို့ပြောတယ်ကျုပ်ကလည်းငွေရှာနီးတင်ပေးမယ်တဲ့ဒါနဲ့ကျုပ်ကလည်းငွေရမယ်ဆိုတော့သူ့နောက်လိုက်ခဲ့တာပေါ့ကျုပ်ကတော့အစကတော့မော်ဘီမှာနေတာပါဒီလူကြီးကထောက်ကြံမှာနေတာနဲ့သူနဲ့တူပါလာတာပေါ့ဗျတိုက်တဲ့ဆန်ဆန်ပဲကျုပ်တို့ထောက်ကြံရောက်လာတဲ့အချိန်မိမတယောက်ကိုလည်းကုံကားတစ်စီးကတိုက်သွားတယ်ဗျလူတွေကလည်းဝိုင်းကြည့်နေကြတာအုံခဲနေတာပဲဒီလူကြီးကလည်းတေသွားတဲ့မိမရဲ့မျက်လုံးကိုစိုက်ကြည့်ပြီးတော့တစ်ခုခုကိုတော့ရွတ်တယ်ဗျဒါကတော့မကောင်းတဲ့အောက်လန်းပညာဖြစ်မယ်ကျုပ်လည်းမသိပါဘူးအဖကြီးဟာနောက်တော့လည်းအဲ့ဒီလူကြီးကကျုပ်ကိုခေါ်လာတယ်စူးလီပဲသွားတဲ့ကားစီရင်နဲ့သူကကျုပ်ကိုတင်ပေးတာသူအိတ်ကကိုပုတ်ပြီးတော့တရေကိုခေါ်ထုတ်တယ်ဗျပြီးတော့လေဟိုလူလွယ်ကိုနှိုက်ဒီလူလွယ်ကိုနှိုက်ဆိုပြီးတော့နှိုက်ခိုင်းတာသူပြောတဲ့အတိုင်းတရေကြီးကလည်းလိုက်နှိုက်ပေးတယ်ဗျပြီးတော့လေသူ့တိုက်ပုံထဲကအိတ်ထောင်ထဲကိုလည်းငွေတွေလာပြီးထည့်ပေးတာတရေကြီးကိုကျုပ်တို့ပဲမြင်ရတယ်တကားလုံးကလူတွေဘယ်သူမှမမြင်အောင်နောက်တော့ကျုပ်ကိုလည်းအဲ့ဒီနီးတင်ပေးပြီးတော့တရေကြီးကိုလည်းချင်းချောက်ပြီးတော့ခိုင်းစားရတာပဲဗျဘလို့ချင်းချောက်တာလဲကွာကျုပ်ခိုင်းတာလုပ်ပြီးရင်အိမ်ပြန်ပို့ပေးမယ်ဆိုပြီးတော့ပြောရတယ်ကျုပ်ခိုင်းတာမလုပ်ရင်တော့အဲ့ဒီဆရာကြီးတင်ပေးတယ်မန္တန်တစ်ခုရွတ်အဲ့ဒါဆိုရင်ဒီတရေတွေကမခံနိုင်ဘူးဗျဒါဆိုရင်တော့ကျုပ်လည်းသိလိုက်ပါပြီဗျသူနဲ့တွေ့ခဲ့တဲ့လူကအောက်လန်းဆရာကြီးပဲဖြစ်မှာဒီအောက်လန်းဆရာကြီးကတည်သွားတဲ့အစိမ်းသေးတွေကိုမွေးပြီးတော့သူ့လိုချင်တာပေးမယ်ပြောပြီးတော့လေချော့လိုက်နဲ့ခိုင်းပြီးတော့ငွေရှာခိုင်းနေတာဒါနဲ့အဲ့ဒီဆရာကြီးကဘာတူလဲကွနာမည်တော့မပြောပြစီနဲ့ဗျဒီကိစ္စကိုဘယ်သူမှမပြောဘူးလို့သစ္စာစုပ်ထားလို့ဒါဆိုရင်မင်းတို့လောက်အားကရတော့သူ့ကိုပေးရသေးလားပေးရပါတယ်ဗျာတနေ့တာလုံးလို့ရသမျှ3ပုံပုံပြီးတော့လေ2ပုံကိုသူ့ကိုပေးရတယ်ဟာ2ပုံတောင်ဆိုတော့များတာပေါ့ကွာမင်းတို့လောက်ရတာလည်းမတန်ပါဘူးကွာမပေးလို့လည်းမရဘူးဗျသူတောင်းတလောက်မလုပ်ပေးရင်လေသူကလည်းကျုပ်တို့တက်ပြင်မယ်လို့ပြောတာအေးလေကွာဒါနဲ့ခုမင်းဘယ်လိုဆက်လုပ်မလဲသူမွေးပေးထားတဲ့တရေကြီးလည်းမရှိတော့ပဲဗျာကျုပ်လည်းဆက်မလုပ်တော့ဘူးလို့ပြောလိုက်တော့အေးပါကွာဒါနဲ့မှတ်ထားပါတိုက်ရင်မကောင်းတဲ့လူနဲ့တွဲလို့ရင်မကောင်းတာပဲဖြစ်တတ်တယ်ကွာဘာတိုက်ကလည်းသူ့တပည့်တွေနဲ့မိတ်ဆက်ပေးတာပေါ့ဒီကောင်နာမည်ကတော့ကျုပ်ရဲ့မတ်ပါဗျာသူ့နာမည်ကတော့တိုဈေးပါအေးတဲ့ဟာတိုဈေးဆိုတာသိစွမ်းတယ်လို့ကြားဘူးတယ်ငါ့ကိုပြပါလားအဖေကတိုဈေးရမလဲအဖယာကျုပ်တို့လှုပ်ရှားတာဒီလိုဗျကျုပ်တို့လိုရမယ်သားကောင်ကိုလန့်အောင်လုပ်တယ်အလွယ်ဆုံးကတော့နောက်ကနေစောင့်တွန်းတာပေါ့
အဲ့ဒီလိုတွန်းလိုက်လို့အဲ့ဒီလိုလန့်သွားတဲ့အချိန်မှာကျုပ်တို့မွေးထားတဲ့အစိမ်းသေးရဲကအဲ့ဒီလူရဲ့ကိုယ်ထဲကိုဝင်ဘူးလားပြီးတော့လေရားသမျှအကုန်ယူပြီးတော့တနေရာရောက်တော့တရေကိုသူ့ကိုယ်ကခွာလိုက်တာပေါ့အဲ့ဒီချိန်လောက်ဆိုရင်လေသားကောင်ကလည်းဥကြောင်ကြောင်နဲ့အိယာနေနိုးသလိုဖြစ်တာပေါ့ဟာမင်းတို့ဟာလေကွာတကယ်တို့စည်းမှာမဟုတ်တာအောက်လန်းကြီးပဲကွာလူတွေလန့်ရင်သတိလွတ်သွားတတ်တယ်တစ်ချိန်ထဲမှာလည်းလိပ်ပြလွင့်တတ်တယ်ကွာဒီလိုချိန်မှာအစိမ်းသေးရဲ့ပူးကခိုင်းပြီးတော့မင်းတို့လှုပ်ချင်တာလှုပ်တာမလားမင်းတို့ကတော့ကွာငါမပြောချင်တော့ပါဒီကောင်နာမည်ကတော့ငွေပွားထွန်းရင်နဲ့ဟာငွေပွားဆိုတာငါကြားတော့ကြားဘူးတယ်ကွာဘလောက်သုံးအဲ့ဒီငွေကကုန်သွားတယ်မရှိဘူးဆိုငွေပွားထွန်းရင်ကလည်းရီးတာပေါ့မဟုတ်တာပါကြီးဟာကျုပ်ငွေပွားကဒီလိုဗျဟောဒီမှာ30တန်လေးပဲကြည့်ထွန်းရင်ထုတ်ပြတဲ့30တန်လေးကိုကြည့်လိုက်တော့30တန်လေးမှာလည်းအင်းလေးတွေဆွဲထားတယ်30တန်ကိုကျုပ်ကန်ကြည့်ပေမဲ့လည်းမကောင်းတဲ့ငွေသက်တွေရတော့အမှန်ပဲထွန်းရင်ကလည်းဆက်ပြောတာပေါ့လူများတဲ့ဆိုင်နဲ့ဆိုင်ကိုသွားပြီးတော့ဒီဘက်ဆန်နဲ့ဝယ်စားရတယ်ဒီဘက်ဆန်ကလည်းငွေသိန်းနဲ့အန်ဆွဲတဲ့ရောက်သွားပြီဆိုတာနဲ့ခုနအစိမ်းသေးရဲ့ကိုလှုပ်ငွေတွေကိုသွားပြန်ပြီးတော့ယူခိုင်းရတာဗျအစိမ်းသေးရလည်းအန်ဆွဲကိုဖွင့်ပြီးငွေတွေကိုမသိအောင်ယူတယ်ဒီနည်းနဲ့ပဲငွေတွေပွားတာပေါ့ဗျာဟာမင်းတို့ကတော့တကယ်မလွယ်တဲ့ကောင်တွေကွာနောက်ဆုံးတစ်ယောက်ကတော့လက်ကုပ်မောင်တုတ်တယ်ဗျအောက်မှာဒါဆိုရင်မင်းလက်ကကုတ်နေလို့လားမဟုတ်ပါဘူးဗျာဒီကောင်ကလူတွေကိုလက်တို့လိုက်လက်ကုတ်လိုက်နဲ့လိုက်ပြီးတောင်းတယ်ကောအစတော့လမ်းမေးသလိုဘာလို့နဲ့လက်လိုက်ကော့ရတာပေါ့လက်ကုတ်မိပြီဆိုတာနဲ့မန်းတန်ရွတ်ပြီးခန်းရဥပမာဆရာကြီးဟာလူတယောက်ကိုလက်နဲ့ကုတ်ပြီးတော့လဲဒီလူဝေသွားတဲ့အချိန်မှာမန်းတန်အစွမ်းကြောင့်လဲပါလာတဲ့ပတ်စံတွေတောင်းရတာပေါ့အဲ့ဒီမန်းတန်အစွမ်းကြောင့်လဲလူတွေရောရောင်ပြီးတော့တောင်းသမျှပေးကြဒီကောင်ဘလောက်များတောင်းတယ်လဲဆိုရင်တခါလေလူတယောက်ကိုအဝတ်စားရောပစိုးရောတောင်းမှုတယ်ဗျဟိုလူကလည်းချွတ်ပေးတာဗျဟာမင်းတို့ကတော့တေဆွမ်းတဲ့ကောင်တွေပါလားကျုပ်တို့စကားပြောနေတော့ဘာတိုက်ကလည်းထောက်ကြံတော့ရောက်တော့မေဗျာဒါနဲ့အဘာကြီးကဘယ်ကိုသွားမှလဲဗျထောက်ကြံပကိုးလန်းဆိုတဲ့ရက်ွက်ကိုဟာဒါဆိုရင်တော့ကားကနေဆင်းပြီးတော့နည်းနည်းရှောက်လိုက်တာနဲ့ရောက်ပါပြီဗျာခဏနေကားရက်တော့မေဗျကျုပ်တို့လည်းဆင်းအဘာလည်းဆင်းပေါ့ခဏနေတော့လိုင်းကားလည်းရက်သွားတော့ကျုပ်ကလည်းသူတို့နဲ့တူတူဆင်းခဲ့တာပေါ့သူတို့ကတော့ညနေဆောင်ပြီဆိုတာနဲ့နည်းနည်းကိတ်ချင်နေကြတဲ့ပုံရပါတယ်ကျုပ်ကလည်း၄ယောက်သားနှုတ်ဆက်ပြီးတော့တနေရာထွက်သွားကြကျုပ်ကလည်းသူတို့ညွန်တဲ့အတိုင်းဆက်လျှောက်လာခဲ့တာပေါ့ဒီရက်ွက်မှာလည်းအိမ်ကြီးအိမ်ကောင်းတွေများတယ်ခြံကျဲကြီးတွေလည်းရှိလိမ့်စာတိုင်းကျုပ်လိုက်လာရင်နဲ့အိမ်ကြီးတိမ်ရှိရောက်ခဲ့တာပေါ့အိမ်ကြီးကလည်းတော်တော်ကောင်းတဲ့အိမ်ကြီးပြိုခြံကြီးဆိုတာလည်းအကျယ်ကြီးခြံပတ်လည်းမှာအရေးရတဲ့အပင်တွေစိုက်ထားတော့ခြံလည်းအုံဆိုင်နေတာပေါ့ကျုပ်ကလည်းခြံဘဝနားကိုကတ်လာခဲ့လိုက်တယ်အင်ရှင်တို့ကျုပ်ကလည်း3-4ကခေါ်တော့မှတန်ချောင်းကြီးနေနဲ့လှုပ်ထားတဲ့ခြံတကားကလည်းပွင့်လာတယ်ပြိုဘာလို့လဲဘာကိစ္စရှိလို့လဲအထက်ကထွက်လာတဲ့လူကိုကြည့်လိုက်တော့အလက်ကောင်ဖြစ်နေတာကျုပ်ကလည်းအလက်ကောင်ကိုမြင်တော့ပျော့သွားတာပေါ့ဗျာဝမ်းသာအားရနဲ့အလက်ကောင်ပခုံးကိုပြေးကင်လိုက်တယ်ဆိုရင်ပဲကျုပ်တို့ကိုယ်လုံးဓာတ်လိုက်သလိုဖြစ်ပြီးတော့အနောက်ကိုလည်းလွင့်ထွက်သွားတာလက်ထဲမှာကင်ထားတဲ့ကွန်းအစ်တောင်မှပြုတ်ကျသွားတာပေါ့အလက်ကောင်ကလည်းကျုပ်ကိုစိမ့်စိမ့်ကြည့်နေတယ်အဘကြီးခမရဘာလာရှုပ်တာလဲဟာအလက်ကောင်မင်းငါ့ကိုမမိဘူးလားအလက်ကောင်ရုပ်ကလည်းမမထန်ထန်နဲ့ဗျကျုပ်ကိုလည်းတေချာမျက်မှောင်ကျုပ်ပြီးတော့ကြည့်လိုက်တယ်ဘာလို့လဲဗျခမရကိုကျုပ်လည်းတီလည်းမတီဘူးမှန်လည်းမမိဟာငါဥပဒါလေးကွာဘယ်ကဥပဒါလဲဗျာကျုပ်နောက်ဆုံးနေနဲ့ပြောမယ်ပါကြီးဒီခြံသားကိုလာပြီးတော့ဟိုလိုဒီလိုလာမလုံးနဲ့နောက်တစ်ခါလာရင်တော့ခမရသိပြီးသားမှတ်တော့အလက်ကောင်ကလည်းပြောဆိုပြီးခြံထဲဝင်မဲ့လို့ကျုပ်ကလည်းနောက်ကနေပြေးလိုက်ပြီးတော့နေပေါင်းအလက်ကောင်ရာမင်းငါ့ကိုမမှတ်မိဘူးလားကျုပ်ပြောနေတော့မှရှိသေးရဲ့လေအလက်ကောင်ကလည်းကျုပ်ကိုလှည့်ပြီးတော့မျက်စောင်းထိုးပြီးကြည့်နောက်တော့သူ့ရဲ့လက်ဖွားနဲ့ကျုပ်ရင်ဘက်ကိုစောင့်တွန်းထည့်လိုက်တာပေါ့ကျုပ်ကလည်းရုတ်တရက်ဆိုတော့မရှောင်နိုင်လိုက်ဘူးလေအလက်ကောင်ကလည်းလက်ဝါးနဲ့တွန်းနေဆိုပေမဲ့ကျုပ်ရင်ဝါကိုလည်းတစ်လုံးကြီးတစ်လုံးနဲ့လာတိုက်တယ်လို့ခံစားကျုပ်ကလည်းအနောက်ကိုလွင့်ထွက်သွားတာများဗျာအတောင်30လောက်လွင့်ထွက်သွားတယ်ကျုပ်ရင်ဝါတစ်ခုလုံးပူရှိန်တက်လာပြီးတော့မိဘူးကြီးကတ်ထားတယ်လို့ခံစားရတာပေါ့ဒါပေမဲ့လည်းကျုပ်စိတ်ကမလျှော့သေးပါဘူးအမြန်ကုန်းထားလိုက်တယ်အလက်ကောင်ငါဥပဒါလေးကွာမင်းအချစ်ဆုံးဥပဒါလေးကွာအလက်ကောင်ကလည်းလက်တစ်ဖက်ကိုဖြောင်းလိုက်တယ်ဗျသူမြောက်လိုက်တဲ့လက်သီးစုပ်ထဲကနေစိမ့်ဖတ်မှန်အလင်းရောင်တွေထွက်လာပါလေရောအလက်ကောင်ကလည်းလက်တစ်ဖက်နဲ့ကျုပ်ကိုလက်ညှိုးထိုးပြီးတော့အဘကြီးခမရကိုကျုပ်မသိဘူးလို့ပြောနေရင်တော့ခမရကူထွက်သွားမဟုတ်ရင်တော့ကျုပ်အစိုးမစိုးနဲ့ကျုပ်ကလည်းခေါင်းခါပြီးတော့ရှေ့ကိုဆက်တိုးသွားလိုက်တာပေါ့အလက်ကောင်ရာမင်းရန်ကုန်မှာနေတာကြလို့ငါ့ကိုမေ့သွားတာလားဟမ်ငါတို့ရွာလေးကိုရောမင်းမေ့သွားပြီလားကွာဟမ်အလက်ကောင်ကလည်းမျက်လုံးပြူးကြီးနေပေါ့ဒီဘာကြီးစကားလာရှင်းနေသေပြီတော့ပြဆူနဲ့သူ့လက်ထဲကအစိမ်းလုံးကြီးကိုလည်းပြစ်တော့တာပေါ့အစိမ်းရောင်အလုံးကြီးကလည်းရွှီကနေမြည်ကျုပ်စီကိုတန်းတန်းမတ်မတ်ပြန်ဝင်လာတာကျုပ်ကလည်းဒီအလုံးကြီးကိုတားဖို့စိတ်ကူးမရှိပါဘူးဗျာ
ကျုပ်ရင်ထဲမှာဘလောင်စူးနေတယ်အလက်ကောင်ကကျုပ်ကိုမမိဘူးဆိုတာကျုပ်ခံစားကျုပ်ကိုမသိတဲ့သစိမ်းတယောက်လို့ဆက်ဆံနေတာကိုကျုပ်ရင်ထဲမှာတိတ်ပြီးတော့ခံစားရတယ်ဗျာအလုံးကြီးကလည်းကျုပ်မျက်စိရှိနားမှာတင်ပေါက်ကွဲသွားတာပေါ့ပေါက်ကွဲတဲ့ချိန်နဲ့ကျုပ်ကလည်းနောက်ကိုလွင့်ထွက်ထိတော့မထိပါဘူးဗျာဖင်ထိုင်ရဲ့လဲကျသွားတာအလက်ကောင်ကလည်းအားမလို့အားမရနဲ့နောက်ထပ်အလုံးတစ်လုံးကျုပ်စီကိုပြစ်ထည့်တာပေါ့အဲ့ဒီခါမှာကျုပ်ကောင်းမောကနေရွှေရောင်လင်းနှန်းကြီးကလည်းပြန်ဝင်လာပြီးတော့အစိမ်းရောင်အလုံးကြီးနဲ့ထိသွားတယ်ဒီတစ်ခါမှာတော့ခက်ကြဲကြဲပေါက်ကွဲသွားတာပေါ့ကျုပ်လှည့်ကြည့်လိုက်တော့လူနှစ်ယောက်ကလည်းလမ်းအတိုင်းရှောက်လာတာဟင်မြောက်ကောင်းအဲ့လေအောင်ရှိန်မလားရှောက်လာတဲ့လူကလည်းကျုပ်တငယ်ချင်းဖျက်ပြန်ဥအောင်ရှိန်ဖြစ်နေတာသူ့ဘေးမှာတော့ကျုပ်တို့မြင်းစာရွာသွားတော့တွေ့ခဲ့တဲ့ဝမ်းထဲပါမိသက်ဆိုတဲ့စုံးပါလေစုံးပညာကိုမိသက်ကစွန့်လိုက်တဲ့အခါမှာအောင်ရှိန်ကလည်းမိသက်ကိုမွေးစားလိုက်တယ်မလားအလက်ကောင်ကလည်းအောင်ရှိန်တို့ကိုလည်းလက်နဲ့ရွယ်နေတော့အောင်ရှိန်ကလည်းလက်ဘွားကိုဖြတ်လိုက်တာနဲ့သူ့လက်ထဲကလည်းအလင်းလုံးလေးငါးလုံးကလည်းအလက်ကောင်စီပြေးဝင်သွားတာပေါ့အလက်ကောင်ကလည်းကမန်းကနန်းနဲ့ခြံထဲကိုပြေးဝင်ခြံတကားကြီးလည်းပိတ်လိုက်ရောအောင်ရှင်လည်းခြံတကားရှည်ရက်ပြီးတော့ဟဲကောင်တတိရှိရင်ထွက်ခဲ့လေကွာဒါမှမဟုတ်ရင်လည်းတကားဖွင့်ပြီးငါတို့ဝင်လာခဲ့ခြံထဲကလည်းဘာတမ်းမှမကြောက်မိသက်ကလည်းလဲကျနေတဲ့ကျုပ်ကိုလာပြေးထူတာပေါ့ဘဘကြီးဘာဖြစ်သွားသေးလဲကျုပ်ကလည်းမိသက်ကိုအာယူပြီးတော့မြေပေါ်ကနေကုန်းထားလိုက်တယ်အဲ့ဒီချိန်မှာရင်မက်ထဲမှာလည်းအောင်ငနေဖြစ်ပြီးတော့ပြုတ်အန်လာပြီးတော့ဗဇက်ကိုလည်းဖွင့်ပြီးထွေးထုတ်လိုက်မိတာပေါ့ဗဇက်ထဲကနေသွေးတွေကလည်းဖူးကနေပန်းထွက်သွေးတွေထွက်ပြီးတော့လည်းကျုပ်ကလည်းခွေကျသွားတယ်အောင်ရှင်လည်းကျုပ်ရဲ့လက်မောင်းတစ်ဖက်ကိုဖမ်းဆွဲလိုက်လို့သာကျုပ်မြေပေါ်ကိုလဲကျမသွားတာပေါ့သမီးမိသက်တာရင်းရဲ့အင်းကြီးရင်မက်ကိုဖွင့်လိုက်စမ်းမိသက်ကလည်းကျုပ်ဝဲထားတဲ့ရှက်အင်းကြီးကျဲသီးတွေကိုချုပ်လိုက်တာပေါ့နောက်တော့လည်းတန်တဝန်းနဲ့ဟာကနေရွတ်ပြီးတော့အောင်ရှင်ကိုလည်းမော့ကြည့်ကျုပ်ကလည်းမျက်ခွန်တွေလေးလာပြီးတော့မျက်လုံးတွေလည်းစင်းကြသွားတာပေါ့နောက်တော့လည်းဘာတွေဆက်ဖြစ်သွားမှလဲကျုပ်မသိတော့ပါဘူးဗျာအလက်ကောင်ကျုပ်ပါဇက်ကနေအဲ့ဒီစကားကိုသာရေရွတ်နေမိတာပေါ့ကျွန်တော် channel ကနေအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စုံထီဥပဒါနဲ့ကပိုင်း၌ဘားတိုက်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ဘယ်လိုစိတ်ဝင်စားပဲကောင်းတဲ့ဇာတ်လမ်းတွေကိုထုတ်လွှင့်တင်ဆက်ပေးမယ်ဆိုတာစောင့်မျှော်ခန်းစားနားဆင်အားပေးကြပါဦးခင်ဗျာနားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ